ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးသွားမယ့်ပွဲကောင်းပွဲချင်းတစ်ပွဲကတော့မြန်မာကောင်ဆောင် Fighter လေး Joshua Van ဒီနေ့ထိုးသက်သွားခဲ့တဲ့ Tetsuro Taina နဲ့ထိုးခဲ့တဲ့ပွဲပါဒီအချီကတော့ Joshua Van အသာစီးရခဲ့တဲ့တတိယအချီဖြစ်ပါတယ်ဒီအချိန်မှာဆိုရင် Tetsuro Taina ကဒုတိယအချိန်မှာတော်တော်လေးကိုခံထားပြီးဖြစ်တဲ့ကြောင့်မလို့ထိမ့်ပြီးတော့မှ Quality Distance တစ်ခုကနေထားပြီးကစားနေတာကိုတွေ့ရတယ်Joshua Van လည်းလက်သီးထိုးတဲ့တောက်လျှောက်သွင်းဖိအားပေးနေတာမျိုးကျွန်တော်တို့ကတွေ့ရပါတယ်Tetsuro Taina ရဲ့မျက်နှာကတော်တော်လေးကိုနီတွတ်နေတာကိုကျွန်တော်တို့ကတွေ့မြင်ရပါတယ်Tetsuro Taina တပည့်လက်တိတ်တောင်းလို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူး Joshua Van တိတ်တောင်း defense ကောင်းကောင်းလုပ်ပြီးတော့မှလက်သီးထိုးတဲ့တောက်လျှောက်ပြစ်သွင်းနေတာကိုတွေ့ရပါတယ် Joshua Van body ကိုတောက်လျှောက်နှိုက်တယ်ဗျအိုးအပါကတိပင်သွင်းနေဗျTetsuro Taina ဒီအချိန်မှာတော့ဘာမှလုပ်ပြနိုင်ခြင်းမရှိသေးဘူး Jab ထောက်လည်းထိတယ် Joshua Van အိုး1 2ထမိတယ်ဗျ Joshua Van ဘောက်စင်တော့တအားကောင်းတယ်ကဲထပ်ပြီးတပည့်လည်းလုပ်ပြီး support position AC ပဲအိုးTetsuro Taina ကုန်နေပြီဗျ Joshua Van တောက်လျှောက်ဖိအားပေးပြီးလိုက်ထိုးနေပြီJoshua Van တစ်ချက်က Tetsuro Taina ရိုင်းထွက်သွားတယ်ဗျJoshua Van တောက်လျှောက်ဖိအားပေးနေတယ်ဗျ Tetsuro Taina ground game ခေါ်ဆော့လို့မရသူဘာမှလုပ်လို့မရဘူးဖြစ်နေတယ်ဗျ Tetsuro Taina ပပြေးနေရတာတွေ့ရတယ်အိုးခွေချသွားပြီဗျ Tetsuro Taina တော်တော်လေးကိုချနေပြီဗျ Joshua Van တောက်လျှောက်လက်သီးထိုးချက်တွေနဲ့ဖိအားပေးထိုးတယ်ဗျပေါ်ဘက်ကနေဖိထိုးထားတယ် Joshua Van အိုး Joshua Van တိတ်တောင်းလို့ဖို့ကြိုးစားနေတယ်ဗျ Joshua Van တိတ်တောင်းလို့ဖို့ကြိုးစားနေတယ်အိုး Tetsuro Taina လို့ fight တော့ကင်ပေါက်လိုက်တယ်ဗျကောင်းလိုက်တဲ့ Joshua Van အိုး back position rear naked choke oh my god 11 choke ဖမ်းသွားပြီဗျအိုး rear naked choke ဝင်နေပြီဗျ full အပြည့်တော့မဝင်ဘူးဗျ neck crack လောက်ကိုဝင်တာဗျအိုး Tetsuro Taina မျက်နှာတစ်ခုလုံးသွေးတွေပဲဗျ full တော့အပြည့်တော့မဝင်ဘူးဗျဒါကြောင့်မလို့ Tetsuro Taina ခံနိုင်သေးတာနှစ်ခေါက်ကြိုးစားနေဗျအိုးတတိယအချိန်ထက်ကြိုးစားတယ်အိုးရသေးတယ်ဗျ Joshua Van လွတ်ပေးလိုက်ပြီထူထောင်းပြီဗျအပေါ်ဘက်ကနေအိုးTetsuro Taina တော်တော်လေးကိုအစ္စလမ်ဝေသွားပြီဗျဒါကတော့တတိယအချီဖြစ်ပါတယ်တတိယအချီပြီးဖို့10မိနစ်ကျော်ပဲလိုတော့တယ်အိုး Joshua Van လက်သီးတွေတစ်ချက်ဆိုတစ်ချက်ထိတယ်ဗျအဲ့ဒီတတိယအချီမှာ significant strike က50ကျော်ထုတ်သုံးနိုင်ခဲ့တယ်ဗျTetsuro Taina ဘက်က5ချက်ပဲထွက်တယ်ဗျအဲ့လောက်ထိကိုကွာတယ်ဗျ10စနီးမှကိုကွာတယ်ဗျချက်တစ်ချက်ထောက်လေတန်းထိတာပဲဗျအဲ့လိုမျိုးလေထဲမှာလွင့်နေတာမရှိဘူးလုံးဝတိတ်တောင်းလေးလုံးဝလုံးလို့မရဘူးဖြစ်နေဗျTetsuro Tainaအိုးအပကအိုးချက်မိုက်တယ်ဗျအိုး Van ပြန်ထိတယ်ဗျကောင်းတာကြီးTetsuro Taina ကသူကမူးရှူလိုက်မှရမယ်ဆိုတော့သိနေတယ်ဗျတပည့်လက်တိတ်တောင်းဆွဲဖို့ကြိုးစားထားတယ်Tetsuro Taina Van တိတ်တောင်း defense လုပ်နေတယ်ဗျTetsuro Taina ဂျူရိုသရို Van တိတ်တောင်း defense တော့လုံထားနိုင်သေးတယ်ဗျback position ဘက်ကနေTetsuro Taina လှည့်ချဖို့ကြိုးစားနေတာဗျအိုးရှာသွားတယ်ဗျတိတ်တောင်းTetsuro Taina တိတ်တောင်းရသွားတယ်တတိယချီပြီးကနေလေးမှာကဲပြန်လို့သွားပြီဗျကဲသူကတော့တောက်လျှောက်ဖိအားပေးပြီးလိုက်ထိုးနေဗျဒါပေမဲ့သူထိုးချက်တွေတိတ်မထီဘူး Van ထိုးချက်တွေပဲပိုထီတယ်ဗျကဲတတိယချီပြီးသွားပါပြီဒါကတော့ Joshua Van အသာစီးရရှိခဲ့တဲ့တတိယချီကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီချီမှာဆို Joshua Van က ground game မှာရန်ကိုကောင်းမွန်လုံးပါတယ်ဆိုတဲ့ဂျပန်ကိုစားပြု fighter Tetsuro Taina ကို11ချုပ်ကွက်နေကိုအနိုင်ရလူဒီပါထိကိုဖြစ်ခဲ့တာပါ Joshua Van ရဲ့လက်သီးချက်တွေကြောင့်Tetsuro Taina ရဲ့မျက်နှာတစ်ခုလုံးလည်းနှိတွတ်နေတာပါပဲ
သွေးလည်းယူကြပြီးတကယ်ကိုမှချမ်းချမ်းတန်းတန်းကိုဖြစ်ခဲ့တာပါတက်ဆူတိုင်လာလေတော်တော်လေးကိုမာကုန်မြင့်နေလို့ပြောမှာပါဂျိုရှွာဘန်ကတော့တက်ဆူတိုင်လာကိုလေပင်ချုပ်ကွက်တီကိုရယူပြီးအကောင်းဆုံးပုံစံနဲ့ချပြနိုင်ခဲ့တာဖြစ်ပါတယ်ဂျိုရှွာဘန်၅ကြီးမြောက်မှာတော့တက်ဆူတိုင်လာကိုအကောင်းဆုံးပုံစံနဲ့အလဲထိုးပြီးချန်ပီယံကပတ်ကြီးကိုကာကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်မြမကုံဆောင်ဖိုင်တာလေးရဲ့နိုင်ပွဲကိုအခုလိုမျိုးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာဆုံးဖြတ်ကြည့်ပေးခဲ့ကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။လာမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲဒါပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။